လာပါပရိသတ်ကြီးတွေဒီနေ့မှာတော့ story တွန်းအမှန်ကနေပြောပြမယ့်ဖြစ်ပျက်ကလေးကအရေးပေါ်ကောင်းမောင်းတဲ့လူတစ်ယောက်တကယ်ကြုံခဲ့ရတဲ့အလွန်ထူးဆန်းမြင်ရခတ်တဲ့အဖြစ်ပြက်တစ်ခုပါဒီဇာတ်လမ်းကိုနားထောင်ပြီးရဲ့နောက်ညဘက်ဖုန်းဝင်လာရင်ချက်ချင်းမဖြေချင်တော့လောက်အောင်ကြောက်သွားနိုင်ပါတယ်နော်ဒီဖြစ်ပျက်ကည7 နာရီကျော်မှာစတင်ခဲ့တာပါအဲ့ဒီညကိုဇော်မင်းဟာအရေးပေါ်ဂျူတီပြီးလို့အခန်းထဲမှာအိပ်ဖို့ပြင်နေတော့ဖုန်းတန်မြည်လာပါတယ်ဟယ်လိုအမ်ဘူလန့်ရုံးလားအတန်းကမိမအတန်းဒါပေမဲ့ဖုန်းထဲမှာလေတိုက်တန်လိုတွေကြားနေရပါတယ်ကျမတို့ရွာမှာလူတစ်ယောက်တည်သွားလို့ကားလာပို့ပေးပါလို့ခက်ပြက်ပြက်အတန်းနဲ့အတူအကူညီတောင်းလာခဲ့ပါတယ်ကိုစော်မင်းကမေးလိုက်တယ်ဘယ်ရွာလဲအမအတန်းခဏတိတ်သွားပြီးတာယာကုန်းရွာလမ်းလာခတ်တယ်ဒါပေမဲ့လာပေးပါလို့ပြောလာခဲ့တယ်အတန်းကအေးဆက်ဆက်ဖြစ်နေခဲ့တယ်လူအတန်းလို့မဟုတ်ဘူးကိုစော်မင်းလည်းအရေးပေါ်ဆိုတော့ဘာမှတွေးမနေတော့ပဲဟုတ်ကဲ့အခုထွက်လာပြီနော်အမလို့ပြန်ပြောလိုက်ပါတယ်ကိုစော်မင်းကပြောနေတာဖုန်းကဘယ်ချိန်နဲ့ကြာနေလဲတော့မသိပါဘူးကိုစော်မင်းနဲ့သူ့တငယ်ချင်းကိုထွန်းတို့ကားထွက်လိုက်ကြပါတယ်မျိုးရဲထွက်လာပြီးတဖြည်းဖြည်းနဲ့လူသူအိမ်ကြီးတွေနဲ့ပါလာတယ်လမ်းညွန်ဆိုင်ဘုတ်တွေကြည်ရင်သွားလိုက်တာလွင်တီးခေါင်မြင်တွေဖြတ်လိုက်တောနက်နက်တွေဖြတ်လိုက်နဲ့ဖုန်းလိုင်းလည်းမမိတော့ဘူးလို့ကိုထင်အောင်ပြောလာတယ်မင်းဒီလန့်မမှန်ဘူးထင်တယ်အဲ့ချိန်မှာပဲဖုန်းထောက်ဝင်လာတယ်နံပါတ်မပေါ်ဘူးကိုစော်မင်းဖြေလိုက်တယ်ဟယ်လိုရောက်ပြီလားအတန်ကအရင်မိမအတန်ပဲဒါပေမဲ့ဒီတစ်ခါနောက်ကလူတွေငိုနေတန်ကြားရတယ်နောက်ထပ်10 မိနစ်လောက်မောင်းပြီးတော့ရောက်လာခဲ့တယ်ရွာမှာမီးမရှိဘူးလူလည်းမရှိဘူးတိတ်ဆိတ်လွန်းတယ်အလဲမှာအိမ်တစ်လုံးနဲ့မီးဖွင့်ထားတယ်အိမ်ရှိမှာလူ9 ယောက်လောက်ကရက်နေတယ်သူတို့ဝစ်ထားတာတွေကအရန်ဟောင်းနှံနေတယ်ဒီခေတ်ပုံစံလည်းမဟုတ်ဘူးကိုထွန်းကတူတူပြောတယ်ကိုစောငါတို့ရောက်တဲ့နေရာဟိုရောဟုတ်ရဲ့လားမသိဘူးအဲ့ချိန်မှာပဲမိမတစ်ယောက်ကကိုစောကိုလာပြောတယ်အလားကအိမ်ထဲမှာရှိတယ်ထုတ်ပေးပါအိမ်ထဲဝင်ကြည့်တော့တကယ်ပဲလူတစ်ယောက်သေးပြီးသားအသားတွေကအရန်အေးနေတယ်ကိုစောမင်းကမေးလိုက်တယ်ဘယ်ချိန်ကဆုံးသွားတာလဲအဲ့မိမကပြန်ဖြေတယ်မင်းညဒါပေမဲ့အိမ်ထဲမှာမီးမရှိဘူးလေလည်းမတိုက်ဘူးလှမ်းထားတဲ့အဝတ်တွေကလှုပ်နေတယ်ဒါနဲ့ကိုစောတို့လည်းဂယုမဆိုင်တော့ပဲအလောင်းကိုကားပေါ်တင်ပြီးကားဆက်နိုးမယ်လို့တော့ဆက်မနိုးဖြစ်နေတယ်ထက်နိုးတယ်မရဘူးအဲ့ဒီအချိန်ကားနောက်ကနေအတန်တစ်ခုကြားလိုက်ရလို့ကိုထွန်းနောက်ကြီးမှန်ကနေကြည့်လိုက်တယ်ဘော်ဒီကထထိုင်နေတယ်မျက်လုံးဖွင့်ထားတယ်ကိုစော်လည်းပြေးလို့အော်လိုက်တယ်အဲ့ချိန်မှာပဲကိုစောတို့ကားပေါ်ကဆင်းပြေးကြတာပေါ့ကိုစောတို့အဖွဲ့ရွာပြင်ဘက်ကိုဥတီပြီးအမြန်ပြေးသွားကြတယ်ရွာလူရောင်ဆောင်ထားတဲ့တရဲတွေကိုလည်းကိုစော်တို့နောက်ကိုပြေးလိုက်လာကြတယ်အနောက်ကလိုက်လာတဲ့တရဲတွေကခြေထောက်နဲ့မြေကြီးနဲ့မထိပဲလေထဲမှာပြေးနေသလိုကိုစော်တို့ဖွဲ့ပြေးလာရင်ရှေ့မှာမီးလင်းတဲ့နေရာတစ်ခုတွေ့လိုက်တယ်ဖုံးကြီးကြောင်းမဲဆိုပြီးမြင်မြန်ပြေးဝင်ကြတော့တယ်ကျောင်းဝင်းထဲဝင်တာနဲ့နောက်ကိုလှည့်ကြည့်လိုက်တော့တရဲတွေကကျောင်းဝင်းပြင်မှာရက်နေတယ်မဝင်လာနိုင်ဘူးပေါ့ကွယ်ဖုံးကြီးတစ်ပါးထွက်လာတယ်ကိုစော်မင်းတို့အကုန်ပြောပြလိုက်တယ်ဖုံးကြီးကခဏညင်ပြီးပြောတယ်မင်းတို့သွားခဲ့တဲ့ရွာတကယ်ရှိခဲ့တယ်ဒါပေမဲ့မနစ်ကမီးလောင်ပြီးတရွာလုံးတည်သွားတာညဘက်ဆိုကားတွေကိုဖုံးဆက်ပြီးခေါ်တတ်တယ်ဖုံးကြီးကအန်ရကင်းအောင်ပရိတ်ရွတ်ပေးလိုက်တယ်နောက်နေ့မနက်ကားသွားပြန်ယူတော့ညနောက်မှတင်ထားတဲ့ဘော်ဒီကိုလည်းပြန်ကြည့်လိုက်တော့ဘာမှရှိမနေဘူးအဲ့လိုပဲသူတို့လည်းပြန်ထွက်လာကြတယ်ဖုန်းကိုကြည့်လိုက်တော့မနေ့ကဝင်ထားတဲ့နံပါတ်ကပြန်ပြီးဖုန်းဝင်လာတယ်ကိုစော်လည်းကြောက်ကြောက်လန့်လန့်နဲ့ဖုန်းကိုကိုင်လိုက်တယ်အတန်ထွက်လာတယ်လာပို့ပေးပါလိုင်းကအလိုလိုပိတ်သွားတယ်ဒီနေ့ထိကိုစော်မင်းကပြောတယ်ညဘက်နာမည်မပေါ်တဲ့ကော်ရီဝင်လာရင်သူမဖြေတော့ဘူးဘာလို့လဲဆိုတော့အချို့ကော်ရီကလူတွေစီကမဟုတ်ဘူးတဲ့အဲ့တော့တင်တို့လည်းညဘက်ဖုန်းလာရင်ကိုယ့်ကိုရီစားစကားလာပြောဖို့ထင်ပြီးဖုန်းမကင်ကြပါနဲ့ FA ပေါင်းလို့ဒီလိုဇာတ်လမ်းကောင်းလေးတွေကိုအမြဲတမ်းဆင်ခြင်နေဆိုရင်တော့ story.mm အကောင့်ကိုအပေါင်းလေးနဲ့ follow လေးလုပ်ခဲ့ပါနော်